မှန်တိုင်းပြောရင်ဒါကြောင့်ပဲကျွန်တော်တလောက်သိန်း100ဆိုလို့ရှာနေတာသိန်း100ဆိုလို့ရှာနေတာဒါကြောင့်ပဲဗီဒီယိုတွေဖန်တီးနိုင်လို့ကျွန်တော်ဗီဒီယိုတွေဖန်တီးနိုင်တဲ့အတွက်ကြောင့်ကျွန်တော်လူတွေသိရလူတွေယုံကြည်ကြတယ်ကျွန်တော်ရှိ client တွေအများကြီးလာအပ်တယ်ကျွန်တော်ဗီဒီယိုတွေဖန်တီးနိုင်တဲ့အတွက်ကြောင့်လုပ်ငန်းရှင်တွေလိုချင်တဲ့ရလဒ်တစ်ခုဖြစ်ချင်တဲ့ရလဒ်တစ်ခုကျွန်တော်ဖန်တီးပေးနိုင်တယ်ဒါဘာကြောင့်လဲဆိုတော့ဗီဒီယိုဖန်တီးနိုင်တဲ့အရေးချင်းကြောင့်ပါဗီဒီယိုဖန်တီးရလို့ပြောတဲ့အခါကျရင်အများကြီးမလို့ကိုယ်နဲ့နေစဉ်းစားနိုင်ရမယ်ဘယ်လိုဗီဒီယိုပုံစံတွေဖန်တီးမှာလဲ idea ရလာပြီးဆိုရင် script ငါဘယ်လိုစကားလုံးတွေလူတွေပြောမှာလဲနောက်တစ်ခုကဗီဒီယိုရိုက်တဲ့ဆင် social media မှာခုလိုမြင်ရဖို့အတွက်နောက်ဆုံးတစ်ခုက editing ပြန်လုပ်တဲ့ဆင်ပို့ပြီးတော့အချောတက်တဲ့ဆင်ပေါ့လေလူတွေမြင်တဲ့အခါကျရင် entertainment တစ်ခုရအောင်ကြည့်ပျော်ရွှင်ဖို့ဖြစ်အောင် editing လုပ်တဲ့ဆင်ဒါတွေအားလုံးပေါင်းပြီးကျွန်တော်တို့ကဗီဒီယိုဖန်တီးရလို့ခေါ်ပါတယ် content creation ဆိုတာအချင်းကြလာလေတင်ယူရတာပိုပြီးများလာလေပါပဲဗီဒီယိုပုံငါဖန်တီးတဲ့အခါကျရင်ပေါက်အောင်ဘယ်လိုလုပ်မှာလဲငါလိုချင်တဲ့ရလဒ်တစ်ခုရအောင်ဘယ်လိုလုပ်မှာလဲဗီဒီယိုနဲ့ပေါက်ချင်မလုံးတော့ကိုလိုချင်တဲ့ရလဒ်တစ်ခုရရင်ရပြီပစ္စည်းများများရောင်းချင်တာလားစပစ်ပေးချင်တာလားလူတွေကိုပိုသိစေချင်တာလားဘာပဲဖြစ်ဖြစ်ကိုလိုချင်တဲ့ရလဒ်တစ်ခုပေါ်မူတည်ပြီးတော့ဖန်တီးရဲ့စကားလုံးနဲ့ content ကြီးအများကြီးပွဲပါပါတယ်ဒါကို content creation အနှစ်သာရလို့ခေါ်ပါတယ်